ထောင်ဖောက်ပြေးတဲ့ဇလန်တစ်ပုဒ်ကိုနားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားဒါပေမဲ့ဒီဇလန်ကတာမန်ဇလန်မဟုတ်ဘူးနော်ဒီအစီအစဉ်ကိုဘယ်သူဆွဲခဲ့လဲဆိုတာကြားရင်တကယ်ကိုအံ့ဩသွားမှာပါဟုတ်ပါတယ်ကောင်းကင်တမန်တစ်ပါးစီစဉ်ပေးတဲ့ထောင်ဖောက်ပေးမှုတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးတစ်ပုလို့ပဲနော်ဒါပေမဲ့ဒါကတကယ်အခက်ပြက်ပါကြာဘူးသမျှထဲမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးလွတ်မြောက်မှုဇာတ်လမ်းကြီးတွေကတခုဖြစ်ခဲ့ပါတယ်ကဲဒီဇလန်ရဲ့ဇလိုက်ကြော်တွေနဲ့အရင်ဆုံးတွေ့လိုက်ကြအောင်သူတို့ကတော့ပေထူးနဲ့ယိုဟန်ပါပဲသူတို့ကစူပါဟီးရိုးတွေလို့ဝတ်စုံပြီးတော့မဝတ်ထားပါဘူးဒါပေမဲ့ဂျေရုဆလမ်မြို့ကြီးထဲမှာတကယ့်ကိုအာမခိုင်းရာတွေကိုလှုပ်ဆောင်နေခဲ့ကြတာပါဆိုတော့ပေထူးနဲ့ယိုဟန်ဆိုတာဘယ်သူတွေလဲတကယ်တော့သူတို့ကထာမန်တန်ဃာဒီလေးတွေပါပဲဒါပေမဲ့သူတို့ယေရှုကြောင့်ကိုဟောပြောတဲ့အခါမယုံနိုင်စရာတွေဖြစ်လာတော့တာပဲဘယ်လောက်တောင်အန်ဝဖူကောင်းလဲဆိုရင်ပေထရုရဲ့အရေးဖြစ်သွားရုံနဲ့တောင်နေမကောင်းတဲ့သူတွေတက်တာပျောက်ကင်းသွားကြတဲ့စဉ်းစားကြည့်ပါဦးဆိုတော့သူတို့ဟောပြောတာတွေကိုလူတွေကတိတ်ကိုသဘောကျကြတာပေါ့နေတိုင်းမှာလူတွေအများကြီးစုဝေးလာပြီးသူတို့အဖွဲတွေကိုယုံကြည်သူတွေအဖြစ်ဝင်ရောက်လာကြတယ်ဒါပေမဲ့လေလူတိုင်းကတော့ဒီအခြေအနေကိုသဘောကျနေတာမဟုတ်ဘူးတကယ်တော့အာနာရှိတဲ့လူတချို့ကတော်တော်လေးစိတ်တူနေကြပြီအဲ့ဒီမှာပဲပြဿနာကစတော့တာပဲပြဿနာကဒီမှာပါပေထရုနဲ့ယိုဟန်ကယေရှုဟာတည်ပြီးနောက်မှာအသက်ပြန်ရှင်လာတယ်လို့လူတွေကိုပြောပြတယ်ဒါပေမဲ့ဇဒုကဲလို့ခေါ်တဲ့အာနာရှိခေါင်းဆောင်ကြီးတွေကအဲ့ဒါဘလို့မှမဖြစ်နိုင်ဘူးလို့ယုံကြည်ထားတယ်ဒီကိစ္စကသူတို့ကိုဒေါသထပ်စီရောတာပဲသူတို့တွေထိန်းချုပ်နိုင်စွမ်းမရှိတော့မှကိုကြောက်လာကြတယ်လူတိုင်းကပေတရုနဲ့ယောဟန်စကားကိုပဲနားထောင်နေရင်သူတို့စကားကိုဘယ်သူမှနားထောင်တော့မှမဟုတ်ဘူးလေအဲ့ဒါကိုသူတို့လုံးဝမကြိုက်ဘူးဒါနဲ့သူတို့ဘာလုပ်လိုက်တယ်ထင်လဲကျွန်တော်တို့ရဲ့ဇလိုက်ကြော်ဒီကိုဖမ်းပြီးအေးဆက်မောင်မိုင်းနေတဲ့ထောင်ထဲကိုပြစ်ထည့်လိုက်တာပေါ့ကဲအခုမှတကယ်စွန့်စားခင်ကစကင်ပါတော့မယ်အကြီးကျယ်ဆုံးထောင်ဖောက်ပြေးမှုအသင့်ပြင်ထားကြပါစဉ်းစားကြည့်ပါသူတို့နှစ်ယောက်မောင်မိုင်းနေတဲ့အခန်းချင်းလေးထဲမှာပိတ်မိနေကြပြီအပြင်မှာလည်းအဆောင်တီအပြည့်နဲ့ထွက်ပြေးဖို့လမ်းလုံးဝမရှိတော့ဘူးလို့ထင်ရတယ်တကယ်ပဲလားဒါပေမဲ့ညတန်းကောင်းရဲ့အချိန်မှာအန်အော့စတရာတစ်ခုဖြစ်လာခဲ့တယ်ဖျားနှုတ်ခင်စီကလင်းလက်တောက်ပနေတဲ့ကောင်းကင်တမန်တစ်ပါးဟာသူတို့အချင်းခန်းထဲမှာရုတ်တရက်ပေါ်လာပြီးအန်အော့စတရာကောင်းတဲ့အမင်းတစ်ခုကိုပေးခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲကောင်းကင်တမန်ကတောက်ခတ်ထားတဲ့တကားတွေကိုဖွင့်အိမ်မောချနေတဲ့အဆောင်တီဘေးကနေသူတို့ကိုခေါ်ထုတ်သွားပြီးအလုတ်ပြန်ဆောက်ဖို့လူတွေကိုဆက်ပြီးတွန်းတင်ဖို့ပြောခဲ့ပါတယ်နောက်တနေ့မနက်ရောက်တော့ပါတာရဲ့ခေါင်းဆောင်တွေကညကဘာတွေဖြစ်သွားမှမထီကြဘူးသူတို့ကအကျဉ်းသားလေးကိုဘလို့အဖြစ်ပေးရမလဲဆိုတာဆုံးဖြတ်ဖို့အစီအဝေးလုပ်ဖို့ပြင်ဆင်နေကြတယ်ဒါပေမဲ့အဆောင်တီထောင်ထဲရောက်သွားတဲ့အခါသူတို့မျက်စိသူတို့တော့မယုံနိုင်တော့ဖြစ်သွားတယ်ထောင်တကားတွေတော့ခတ်ထားလက်တာဒါပေမဲ့အထဲမှာဘယ်သူမှမရှိတော့ဘူးအကျဉ်းသားတွေပျောက်သွားပြီလူတိုင်းထိုက်လန့်ကြုံလို့ပြီးဘာဖြစ်သွားမှန်းမသိပဲအပြေရှာနေကြတော့မှာပဲလူတယောက်ကမယုံနိုင်စရာသတင်းတစ်ခုကိုယူဆောင်ပြီးအလော်တကြီးပြေးဝင်လာခဲ့ပါတယ်ဟုတ်ပါတယ်ပေထရုနဲ့ယောဟန်တို့ဟာပုံမနေခဲ့ကြဘူးသူတို့ဟာကောင်းကင်တမန်ပြောချက်တိုင်းရဲဝံ့လှုပ်ဆောင်ခဲ့ကြတယ်ပိမန်တော်ထဲမှာပဲပြန်ရက်ပြီးလူတွေကိုတွန်းတင်နေကြပါပြီကဲနောက်ဆုံးထိတ်တိုက်တွေ့ဆုံမှုကြီးရောက်လာပါပြီတစ်ဖက်မှာရဲနဲ့တမန်တော်တွေနောက်တစ်ဖက်မှာတော့ဒေါသထွက်နေတဲ့ခေါင်းဆောင်တွေဘာဆက်ဖြစ်မလဲကြည့်လိုက်ကြရအောင်ဒီလိုနဲ့သူတို့ဒုတိယအကြိမ်အဖန်ခံလိုက်ရပြန်ရောဒါပေမဲ့ဒီတစ်ခါတော့အရင်ကတည်းကမတူဘူးဒီတစ်ခါမှာတော့သူတို့လုံးဝမကြောက်တော့ပါဘူးစစ်စစ်ပယိုဟိမင်းကဒေါသတွေပောက်ကွဲပြီးသူတို့ကိုအော်ဟစ်လိုက်ပါတယ်ငါတို့ကြီးအကြောင်းဒီမပြောဖို့အချင်းချင်းတတိပေးထားတယ်မဟုတ်လားဆိုပြီးပေါ့ဒါပဲနဲ့ပေတရုကတတိအရှိဆုံးစကားလုံးတွေနဲ့အေးစေးတင်ငင်စွာပြန်လဲတုံ့ပြန်လိုက်တာရဲ့ဒီစကားကသူတို့ဘသူကိုအမှန်တကယ်ယုံကြည်ကိုးစားတယ်ဆိုလားရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲအခြေအနေတွေအယံတင်းမာလာချိန်မှာကာမာလီလာလို့ခေါ်တဲ့ပညာရှိတူအိုကထက်လိုက်တယ်သူကလူတိုင်းကိုစိတ်အေးထားဖို့ပြောပြီးအယံကိုပညာသားပါတဲ့အကြံတစ်ခုပေးခဲ့တယ်ခေါင်းဆောင်တွေကသူ့အကြံကိုလက်ခံလိုက်တယ်သူတို့ကတမန်တော်တွေကိုရိုက်နေပြီးနောက်ဆုံးတစ်ခါအနေနဲ့ထမ်တွန်တင်ဖို့တတိဖိခဲ့တယ်ပြီးတော့မှသူတို့ကိုနောက်ဆုံးမှလွတ်ဖေးလိုက်ပါတယ်ဒီနေရာမှာအံ့ဩစရာအကောင်းဆုံးအပိုင်းရောက်လာပြီပေတရုနဲ့ယောဟန်တို့ကြောက်ရွံ့ပြီးစိတ်တက်ကြွားသလားလုံးဝပါပဲသူတို့ဟာဝမ်းမြောက်ဂုဏ်ယူစွာနဲ့ထွက်သွားခဲ့ကြပြီးနောက်တစ်နေ့မှပဲသူတို့ရဲ့အလုပ်ကိုတရက်မှမနာပဲဆက်လုပ်ခဲ့ကြတယ်ဒီဇလန်တစ်ခုလုံးကရဲစွမ်းသက်သည့်ဆိုတာဘာလဲဆိုတာကိုစဉ်းစားစေပါတယ်ဒါကြောင့်ဒီမေကုန်းလေးတစ်ခုနဲ့ဆုံးသက်ချင်ပါတယ်အခက်ခဲကြုံရမယ်မှန်တီးလဲနဲ့ကိုယုံကြည်တဲ့အရာအတွက်မမရက်တည်ပေးရတာကဘလောက်အရေးကြီးပါသလဲ